ကဘာပေါ်ကလူကြိုက်အများဆုံးတည်တည်၅မျိုးနံပါတ်1အနေနဲ့ကတော့စပီးသီးဖြစ်ပါတယ်စပီးသီးမှာတဘာဝရိုတက်နဲ့အနှဲငယ်ရှင်တဲ့အရာသာတွေပါဝင်ပြီးတော့စားလိုက်ရင်ကရင်တွေ့စေပါတယ်အခွင့်တော်စရာမလိုလိပြက်စရာမလိုပဲရေဆေးပြီးတာနဲ့အလွယ်တကူကောက်စားနိုင်ပါတယ်ဗီတာမင်စီနဲ့ခေပါဝင်တာကြောင့်အသားရည်ကိုကြည်လင်စေပြီးအိုမီရောင်မှုကိုနှိကွေးစေမှာဖြစ်ပါတယ်စပီးသီးကိုတီးတိုင်းစားနိုင်တယ်လို့စပီးရှော့စပီးရည်နဲ့ဝိုင်းနဲ့ယိုမျိုးစုံအဖြစ်လဲပြုလုပ်စားသုံးကြပါတယ်ရတာရှိပြီးစားရတာလွယ်တယ်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်ဆိုတဲ့အချက်တွေကြောင့်လူတိုင်းဒီပါစပီးသီးကိုကျန်းနေတတ်ကြတာဖြစ်ပါတယ်မိတ်ဆွေတို့ရောစပီးသီးမကြိုက်တဲ့သူရှိလားဗျနံပါတ်1လေမော်သီးမကြိုက်တဲ့သူတော့မရှိတော့ဘူးလို့ထင်ပါတယ်အချိုနဲ့ရှင်မြတ်တော်စာပေါင်းဆက်ထားတဲ့အတွက်စားလိုက်ရင်ရင်နဲ့ရှင်ပြီးလန်းဆန်းသွားစေပါတယ်လေမော်သီးလို့ပြောလိုက်တာနဲ့ဗီတာမင်စီကိုပြင်းပြင်းကြပါတယ်အေးမီနှာစေးရှောင်းဆုပ်ဖြစ်တဲ့အခါဂရင်းဆောင်အားမြင့်တက်လာအောင်အားကိုပြီးစားလိရှိကြပါတယ်အမြင်တက်ပါဝင်တာကြောင့်ဝမ်းမှန်စေပြီးအစာရှည်စနစ်ကိုကောင်းမွန်စေပါတယ်။လေမော်သီးမှာရည်တဲ့အများအပြားပါဝင်တာကြောင့်ပူအိုက်တဲ့အချိန်သို့မဟုတ်မောပန်းနေတဲ့အချိန်တွေမှာစားလိုက်ရင်ရှက်ရှင်းရင်ငတ်ပြီးအမောပြေစေပါတယ်။အသီးတိုင်းမစားခြင်းရင်တောင်လက်ဆက်တဲ့လေမော်ကြီးဟာကလီယောလူကြီးပါကျန်းနေတတ်ကြတဲ့ပြောရည်တစ်ခုပဲဖြစ်ပါတယ်။ဒီချက်တွေကြောင့်ပဲလေမော်သီးဟာအိမ်တိုင်းမှာမရှိမဖြစ်တည်တည်တစ်မျိုးဖြစ်နေတာပါ။နံပါတ်3ပန်းသီးကလည်းလူတိုင်းကျန်းနေတတ်တဲ့အသီးလို့ပြောရင်မှားမယ်လို့တော့မထင်ပါဘူး။ပန်းသီးကိုကိုက်လိုက်တဲ့အခါထွက်လာတဲ့ကြွက်ဆိုတဲ့အတန်နဲ့ခံစားချက်ကတခြားသီးတွေမှာမရနိုင်တဲ့ကျဉ်းနှံမှုကိုပေးပါတယ်။ပန်းသီးမှာအသားတက်တူပါဝင်တာကြောင့်တစ်လုံးစားလိုက်ရင်ဗိုက်ပြီးသွားစေတဲ့အာနိသင်ရှိပါတယ်။ပန်းသီးစားပေးခြင်းကနှလုံးရောဂါနဲ့စီးကျိုရောဂါဖြစ်နိုင်ခြေကိုရောကျစေတယ်လို့သိပ္ပံနည်းကျလေ့လာမှုတွေကဆိုပါတယ်။ပန်းသီးကကျွတ်ရပြီးဗိုက်ပြီးစေတဲ့အပြင်ကျန်းမာရေးအတွက်အကောင်းဆုံးဒေစာဖြစ်လို့ကမ္ဘာတစ်ဝန်းမှာလူကြိုက်အများဆုံးသီးအဖြစ်ရည်တည်နေတာပါ။နံပါတ်4ဖျဲသီးခုချိန်ကဖျဲသီးရာသီဖြစ်တဲ့အတွက်လူတိုင်းဖျဲသီးဝယ်စားကြတာကိုမျက်ဝါးထင်ထင်မြင်တွေ့ကြရမှာဖြစ်ပါတယ်။ဖျဲသီးရဲ့90%ကရေတက်ဖြစ်ပါတယ်။ပူအိုက်လုံးတို့ရင်ငတ်နေတဲ့ချိန်ဒါမှမဟုတ်အားကစားလုပ်ပြီးမောပန်းနေချိန်မှာဖျဲသီးအေးလေးတစ်စိမ့်စားလိုက်ရတာဟာရေတစ်ခွက်တောက်လိုက်တာတက်ပိုပြီးလန်းဆန်းမှုကိုပေးစွမ်းနိုင်ပါတယ်။ဖျဲသီးမှာပါတဲ့အမိုင်နိုအက်ဆစ်တစ်မျိုးဟာကြွက်သားနာကျင်မှုကိုရောကျစေလို့အားကစားသမားတွေအကြိုက်တွေ့ကြပါတယ်။ဖျဲသီးဟာအသီးရွယ်စားကြီးမားတာကြောင့်အသီးတစ်လုံးဝယ်လိုက်ရင်မိသားစုအများကြီးဘိုက်ဝအောင်ခွဲဝေစားသုံးနိုင်ပါတယ်။ဒါကြောင့်လည်းပွဲလန်းတပိတ်တွေနဲ့လူစုလူပွေးတွေမှာအသုံးများဆုံးအရှိုးပဲဖြစ်နေတာပါ။နံပါတ်5ငပြောသီးကဘာပေါ်မှာအရအဆုံးနဲ့လူသုံးအများဆုံးအသီးတွေကတခုဖြစ်ပါတယ်။တဘာဝကပေးထားတဲ့သူ့ရဲ့အကွမ်းဟာဖုံနဲ့ပုံမတွေကိုကောက်ွယ်ပေးထားပြီးဒါမှမလို့ပဲလက်နဲ့လွတ်တကူခွာစားနိုင်ပါတယ်။ဒါကြောင့်ဘန်ဒီယာသွားတဲသွားလို့ရတယ်လို့အစင်းစင်းစားသေးစားအပြည့်အကောင်းဆုံးပါ။ငပြောသီးကစားရတာရတော့ရှိုံနဲ့မကပဲခန္ဓာကိုယ်အတွက်တကယ့်ကိုပိုးတန်တဲ့အာဟာရဓာတ်တွေအများကြီးပေးစွမ်းနိုင်တာပါ။ငပြောသီးမှာပါဝင်တဲ့တဘာဝတရားဓာတ်တွေကခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းရည်ကိုရှက်ရှင်းပေးစွမ်းနိုင်လို့အားကစားမလုပ်ခင်သို့မဟုတ်ပင်ပန်းနေချိန်မှာစားဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။ငပြောသီးရာသီမရွေးရနိုင်တယ်လို့တခြားသီးတွေနဲ့ရှင်ဈေးနှုန်းရှိုးသားပါတယ်။ဒါကြောင့်လူဒန်းစားမရွေးလက်တကူဝယ်ယူစားသုံးနိုင်တဲ့အသီးကတော့ငပြောသီးပဲဖြစ်ပါတယ်။မိတ်ဆွေတို့ရောဘယ်သီးတွေကိုပိုကြိုက်ကြလဲဗျ။ကောမန့်မှာမှတ်ခဲ့ပေးကြပါဦး။